အားလုံးပဲမင်္ဂလာပါဦးစင်းဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာကတော့မြန်မာပြည်ပွားအိန္ဒိယနိုင်ငံသားဖြစ်တဲ့ဝိပဿနာတရားတွေကိုကဘာနှံ့ပြန့်နှံ့စေခဲ့တဲ့ဆရာကြီးဦးကိုရင်ငါရဲ့အကြောင်းဖြစ်ပါတယ်ဆရာကြီးဦးကိုရင်ငါရဲ့နာမည်ပြည့်စုံကတော့စတယနရယံကိုရင်ငါဖြစ်ပါတယ်ဆရာကြီးဦးကိုရင်ငါကို1924ခုနှစ်မြန်မာပြည်ထပ်ပိုင်းမန္တလေးမြို့29လမ်းဘာဘူးတန်းမှာမွေးဖွားခဲ့ပါတယ်ဆရာကြီးကငယ်စဉ်ကတည်းကပညာရေးမှာလည်းထူးချွန်ခဲ့ပါတယ်နောက်တစ်ခါဆရာကြီးဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကုန်တယ်လည်းတယောက်လည်းဖြစ်ပါတယ်1946ခုနှစ်သူ့အသက်22နှစ်မှာတော့မန္တလေးမြို့ကနေပြီးတော့မြန်မာနိုင်ငံရဲ့မြို့တော်စီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်မြို့ဗဘဲတန်းမြို့နယ်ကိုပြောင်းလဲနေထိုင်ခဲ့ပါတယ်အသက်30အရွယ်မှာတော့ဆရာကြီးဟာမြန်မာနိုင်ငံကုန်သည်ကြီးများနဲ့စက်မှုလုပ်ငန်းရှင်အသင်းများရဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်အဲ့ဒီအချိန်နဲ့မှာပဲဆရာကြီးဟာလူမှုရေးအသင်းဖွဲ့များမှာလည်းတက်ကြွပါဝင်လှုပ်ရှားခဲ့ပါတယ်ဘုရားဘာသာနဲ့စတင်တွေ့ထိခဲ့တာကတော့ဘယ်ချိန်မှာလဲဆိုတော့ဆရာကြီးအသက်32နှစ်မှာဖြစ်ပါတယ်1955ခုနှစ်အသက်32နှစ်အရွယ်မှာတော့မိတ်ဆွေဖြစ်တဲ့တရားသူကြီးချုပ်တရားသူကြီးဆရာကြီးဦးချန်ထွန်းရဲ့အကူအညီအနေနဲ့ဆရာကြီးဥပခင်နဲ့တွေ့ဆုံခဲ့ပါတယ်ဥပခင်စီရောက်လာတဲ့အကြောင်းအရာကတော့သူဟာဗုဒ္ဓဘာသာရဲ့အနှစ်သာရတရားတွေကိုလေ့လာခြင်းလို့မဟုတ်ဘဲနဲ့သူ့ရဲ့ခံစားနေရတဲ့ဒီခေါင်းကိုက်ဝေဒနာပေါ့ရင်းထန်တဲ့ခေါင်းကိုက်ဝေဒနာကိုကုစားဖို့အတွက်ပဲဒီဗုဒ္ဓဘာသာကိုသူဟာလေ့လာဖို့အတွက်ဆရာကြီးဥပခင်စီရောက်လာတာဖြစ်ပါတယ်အဲ့လိုရောက်လာတဲ့အခါမှာဆရာကြီးဥပခင်ကသူ့ကိုတတိပေးခဲ့ပါတယ်ဒီဝိပဿနာရိပ်တာဆိုတာကအထွေထွေယောဂတွေကုသပေးနေတဲ့ဌာနလည်းမဟုတ်ပါဘူးနောက်တစ်ခါယောဂပျောက်ကင်းလို့တဲ့စိတ်တစ်ခုတည်းနဲ့တရားထိုင်မယ်ဆိုလဲယောဂပြောင်းခြင်းဖို့ဆိုတာမသေးကြပါဘူးအဲ့ဒါကြောင့်မို့လို့အဓိကဖြစ်တဲ့နာကတော့တရားထိုင်မယ်ဆိုရင်မြတ်စွာဘုရားပေါ်မှာယုံကြည်တဲ့တရားတရားစိတ်နဲ့အဲ့ဒါလိုအားထုတ်မယ်ဆိုရင်တော့မိမိတဏ္ဍာမှာရှိတဲ့ကိုယ်တွင်းကိလေသာတွေငြိမ်းအေးပြီးတော့တန်ရှင်းစင်ကြယ်ပြီးတော့ယောဂပျောက်ကင်းတတ်တာဖြစ်ပါတယ်နောက်တစ်ခါခမည်းကိုကျုပ်ကအိန္ဒိယနိုင်ငံလာတဲ့အမြင့်မြတ်ဆုံးအကျင့်ကိုသင်ပေးနေတာဖြစ်တယ်ဒါကိုခမည်းတန်ဖိုးကြအောင်မလုပ်ပါနဲ့ဒီတရားထိုင်တဲ့အကျင့်ဆိုတာကခမည်းကိုခေါင်းကိုက်တဲ့ဝေဒနာလေးတစ်ခုကနေပဲပျောက်ကင်းစေမှာမဟုတ်ပါဘူးဒုက္ခတွေအားလုံးကနေပါအေးချမ်းစေမှာဖြစ်ပါတယ်ဆိုပြီးတော့ဆရာကြီးဥပခင်ကသူ့ကိုတတိပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆရာကြီးဥပခင်စီမှာစနစ်တကျကြိုးကြိုးစားစားလေးလာအားထုတ်လိုက်တဲ့အခါမှာတော့သူဟာတကယ်ကိုသိအေးချမ်းမှုရပြီးတော့ဝိပဿနာတရားအားထုတ်ရတာကိုနှစ်သက်လာခဲ့ပါတယ်အဲ့ဒီအတွက်သူကဆရာကြီးရဲ့လက်အောက်မှာစနစ်တကျနဲ့14နှစ်ကျော်ဝိပဿနာတရားကိုကြိုးစားအားထုတ်ခဲ့ပါတယ်အဲ့ဒီလိုနဲ့ဆရာကြီးဥပခင်ရဲ့သူကတကယ်ကိုယုံကြည်စိတ်ချရတဲ့ဝိပဿနာတရားပြလက်ထောက်ဆရာလည်းဖြစ်လာခဲ့ပါတယ်သူက1969ခုနှစ်မှာတော့မိခင်နဲ့ဖခင်တို့နေမကောင်းတဲ့အတွက်ကြောင့်အိန္ဒိယကိုလိုက်သွားခဲ့ရပါတယ်အဲ့ဒါလိုလိုက်သွားရင်းနဲ့သူဟာအိန္ဒိယမှာဝိပဿနာတရားကိုစတင်ဥချခဲ့ပါတယ်လူဒန်းစားခွဲခြားမှုတွေဆက်စနစ်ခွဲခြားမှုတွေများပြားတဲ့အိန္ဒိယမှာဆရာကြီးဦးကိုရင်ကဟာဝိပဿနာတရားနဲ့လူဒန်းစားမျိုးစုံကို
ဒန်းတူညီမျှဖြစ်စေခဲ့ပါတယ်သူ့ရဲ့ခံယူချက်ကလည်းမြတ်စွာဘုရားကတရားထိုင်ဘာသာရေးတစ်ခုကိုသင်ကြားပေးခဲ့တာမဟုတ်ပါဘူးလူသားအလုံးအတွက်လွတ်မြောက်ရာလမ်းဖြစ်တဲ့အေးချမ်းရာလမ်းဖြစ်တဲ့အမှန်တရားကိုပဲမြင်ပြခဲ့တာဖြစ်ပါတယ်ဘဝရဲ့လွတ်မြောက်မှုကိုရှာဖို့ဆိုတာလည်းအပြင်ဘက်မှာရှာဖွေစရာမလိုပဲကိုယ့်ရဲ့အတွင်းတန်တန်မှာပဲကိုယ့်ရဲ့စိတ်ကိုပဲပြန်ကြည့်နဲ့ကိုယ့်ရဲ့အတွင်းတန်တန်မှာပဲရှားမှာဖြစ်တယ်လို့သူကဆိုပါတယ်နောက်ပိုင်းမှာတော့ဥက္ကိုရင်ကနိုင်ငံပေါင်း80ကျော်90တိုင်အောင်သွားရောက်ပြီးဝိပဿနာတရားတွေဟောကြားခဲ့ပါတယ်သူဦးစီးဖွင့်လှစ်ခဲ့တဲ့ရိပ်သာပေါင်း130ခန့်နောက်တစ်ခါယာယီရိပ်သာပေါင်း200ကျော်နောက်တစ်ခါသူစီမှာနှစ်စဉ်တရားအားထုတ်တဲ့ကျောင်းသားတရားထိုင်တဲ့ယောဂီရေသွက်ဟာ3သိန်းကျော်တည်ရှိခဲ့ပါတယ်သူကကမ္ဘာအရေးကြီးတဲ့ကမ္ဘာကုလသမဂ္ဂကမ္ဘာစီဝါရေးဖိုရမ်အိန္ဒိယပါလီမန်စသဖြင့်အရေးကြီးတဲ့အခမ်းအနားတွေမှာလည်းဝိပဿနာတရားကိုဟောပြောပို့ချလမ်းညွှန်ပေးခဲ့တဲ့သူဖြစ်ပါတယ်နောက်တစ်ခုကသူဟာအိန္ဒိယမှာအရေးကြီးတဲ့ဝိပဿနာ Research Institute ကိုလည်းဧကဘူရီမဟာရှတရမြို့မှာဖွင့်လှစ်ခဲ့ပါတယ်နောက်တစ်ခါဝန်ပိုင်းလို့ခေါ်တဲ့ဘုံဘေမြို့မှာလည်းသူကဝိပဿနာဂလိုပဲပဂိုရာစီတီကိုတည်ထားပေးခဲ့ပါတယ်ဥက္ကိုရင်က2013ခုနှစ်စက်တင်ဘာလ30ရက်နေ့မှာတော့အလုံးရှောင်လွဲလို့မရတဲ့လူသားအလုံးကြုံတွေ့ရမယ်။ဒေခြင်းတရားကိုရင်ဆိုင်ခဲ့ရပါတယ်။ဏိကုံးချုပ်အနေနဲ့ဥက္ကိုအင်္ဂါရဲ့ဘဝဟာဒုက္ခနဲ့စတင်ခဲ့ပြီးလူသားအလုံးအတွက်လွတ်မြောက်ရာလမ်းဖြစ်တဲ့ဝိပဿနာတရားငြိမ်းအေးရာဖြစ်တဲ့ဝိပဿနာတရားကိုဟောကြားပြသပေးခဲ့ပါတယ်။ဒါကြောင့်မလို့ဦးဇင်းတို့အနေနဲ့လည်းဆရာကြီးဥက္ကိုအင်္ဂါကိုအတူယူပြီးတော့ပြောင်းလဲစရာရှိတဲ့အခါမှာအပြောင်းလဲမှန်ဖို့အရေးကြီးတယ်ပေါ့နော်။အပြောင်းလဲမှန်မှအပြောင်းမှန်မှပဲအကောင်းကြံမှာဖြစ်ပါတယ်။ဒါကြောင့်ဦးဇင်းတို့လည်းကိုယ်ဘဝမှာပြောင်းလဲစရာရှိရင်ကောင်းတဲ့ဘက်ကိုပြောင်းလဲနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်။နောက်ဆုံးအနေနဲ့မိမိတို့ရဲ့ဘဝကိုဓမ္မအသိဖြင့်အကျိုးရှိရှိနေနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမ်းမာကြပါစေချမ်းသာကြပါစေ